ကြာကြီးကနေအထည်တွေကိုအခုလိုမျိုးပုံစံနဲ့ရက်လုတ်ဖန်တီးကြရပါတယ်။ကြာကြီးဆိုတာမြန်မာနိုင်ငံအတွက်တော့ကြားဘူးတေဘူးနေကြအရာတစ်ခုဖြစ်ပေမဲ့ကမ္ဘာပေါ်မှာတော့အရှားပါဆုံးသောအရာတစ်ခုဖြစ်ပါတယ်။ကမ္ဘောဒီးယားမြန်မာနဲ့မကြသေးမီကဗီယက်နမ်နိုင်ငံတွေမှာအသေးစားထုတ်လုပ်ကြပါတယ်။ကြာကြီးကိုတဘာဝဖိုင်ဘာအမြင်လို့တော့မှတင်စားလို့ရပြီးတော့ကျွမ်းကျင်တဲ့လက်မှုပညာရှင်အနေငယ်ကပဲကြာကြီးကိုကောင်းကောင်းကြီးထုတ်လုပ်နိုင်ကြပါတယ်။ကြာကြီးပြုလုပ်ရတာတကယ်တော့လွယ်ကူတဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ကြာနဲ့ရက်လုတ်ထားတဲ့အထည်ထည်ဖြစ်လာဖို့အတွက်ကြာပင်နဲ့အများကြီးလိုအပ်ပြီးတော့နေ့တိုင်းဇွဲနဲ့လုတ်တာတော့မှ2လလောက်ကြာမြင့်တာဖြစ်ပါတယ်။ဒါ့အပြင်ကြာကြီးတွေရဲ့ကုန်ကြအစိတ်ဟာတာမန်ကြီးတွေထက်ငွေကြီးတန်ဖို့စေစားထက်မကပုံမကုန်ကြနိုင်ပါတယ်။ကြာကြီးတွေဖြစ်အောင်ဘလို့ဖန်တီးရတာလဲ။ဘာကြောင့်ဒီလောက်ထိဈေးကြီးရတာလဲ။စတဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာလေးတွေကိုဒီနေ့ဗီဒီယိုမှာတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါဦး။အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေကြိုဆိုပါရစေ။ကျွန်တော်ရဲ့ page ကနေတော့အခုလိုမျိုးကဘာတလွားကထူးခြားဆန်းပြတဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ခန်းစားလေးလာကြည့်ရှုခြင်းနဲ့ပရိသတ်များအနေနဲ့ကျွန်တော်ရဲ့ page ကို like and follow ပြုလုပ်ထားကြဖို့လိုမယ်ဆိုတဲ့အကြောင်းသတင်းစကားပါလိုက်ပါတယ်။ကဲဒါဆိုရင်တော့ဗီဒီယိုလေးကိုပြန်ဆက်ကြည့်အောင်ပါ။အခုမြင်တွေ့နေရတဲ့အမျိုးသမီးတွေကဘိုးဘွားကြီးလက်ထက်ကလေးကကြာကြီးထုတ်လုပ်ရေးကိုလုပ်ကင်ခဲ့ကြပါတယ်။ကြားထဲရက်လို့ရတာရိုးရိုးပိုးထည်တွေရက်လို့ရတာနဲ့မတူပါဘူး။ပိုးထည်ဆိုတာကပိုးကောင်တွေကတစ်ဆင့်ရက်လို့တာပါ။ပိုးထည်ရက်လုံးမဲ့ပိုးကောင်တွေကိုစကားအကြီးကြီးတဲ့ထည့်ထားရပါတယ်။ကြာထည်တွေကိုရက်လို့ရတဲ့ကြာမြင်တွေကိုတော့လက်နဲ့ပဲထုတ်ယူကြတာပါ။ကြာပန်းပိုးထည်တစ်ခုစီတိုင်းကကြာပန်းရဲ့ပင်စီကနေပဲထုတ်ယူရပါတယ်။ကြာပင်ကဗီယက်နမ်နိုင်ငံမှာနေရာနဲ့ပေါက်ရောက်တဲ့အပင်တွေမျိုးဖြစ်ပါတယ်။တချို့ကလည်းကြာထည်တွေကရက်လို့ဖို့အတွက်ကြာပင်တွေကိုစိုက်ပျိုးထားကြပါတယ်။မြန်မာနိုင်ငံမှာတော့ကြာထည်တွေကိုရက်လို့တာနှစ်ပေါင်းအတော်ကြာခဲ့ပြီဖြစ်ပါတယ်။ဒီအမျိုးသမီးကတော့ကြာကြီးထည်တွေရက်လုတ်တာကို2019ခုနှစ်မှာစတင်ဆက်သက်လုပ်ကန်ခဲ့တာဖြစ်ပါတယ်။ဗီယက်နမ်လူမျိုးတပ်ကကြာပန်းကိုမြန်နှိုးကြပါတယ်။ဒါပေမဲ့များသောအားဖြင့်ကြာခွက်တွေရရှိခဲ့တဲ့ကြာစိတ်တွေနဲ့ကြာပန်းတွေကိုပဲခိုးစွတ်အသုံးပြုကြပြီးကြာထည်ရက်လုတ်တာမျိုးကိုတော့ပြုလုပ်လို့မရှိကြပါဘူး။သူမကကြာပင်တွေကိုချိုးယူရတာကတစဉ်ကြာမြင်တွေထွက်ရှိတာကိုတွေ့ရှိခဲ့ပြီးတဲ့နောက်ဒါကိုချီတဲ့ရက်လုတ်ဖို့ရနိုင်တယ်လို့တွေးဆမိခဲ့ကြပါတယ်။ကြာပင်တွေမှာပါလွာစေးခဲ့တဲ့အမြင့်အနေငယ်စီပါရှိပါတယ်။အဲ့ဒါတွေကိုထုတ်ယူပြီးစုပေါင်းက6ခံရပါတယ်။ချီတွေဆူဆွနေသေးတဲ့24နာရီအတွင်းအပြီးပြုလုပ်ရပါတယ်။ကြာပင်တွေကိုနေ့တိုင်းခူးယူရပါတယ်။များသောအားဖြင့်ဧပြီလနဲ့အောက်တိုဘာလတွေမှာကြာပင်ခူးဆွခြင်းတွေကိုပြုလုပ်နိုင်ပါတယ်။ကြာမြင်တွေကအရန်ကိုနူးညံ့လွန်းတာဖြစ်လို့ဂယုတဆိုင်နဲ့ကြာချီထုတ်ယူရပါတယ်။ချီတွေ6တွေ့လာရင်ဂယုတဆိုင်နဲ့ဆွဲလင်ပြီးတော့ရက်ကန်စင်ထဲမှာတက်ဆင်ရပါတယ်။ကြာချီတွေကပျက်စီးလွယ်တယ်ဆိုပေမဲ့6တွေ့သွားရင်တော့ရိုးရိုးပိုးထည်တွေလိုမျိုးပဲတာရှိခံပါတယ်။ဒီနေ့ကိုကျွမ်းကျင်လောက်သား20လောက်အသုံးပြုရင်တော့တစ်လကိုကြာချီပဝါ10တဲကနေထင်20လောက်ရက်လုံနိုင်ပါတယ်25စင်တီမီတာလောက်ရှိတဲ့ပဝါတစ်ထည်ရဲ့တန်ကြီးကဒေါ်လာ200လောက်ထိဈေးရှိပါတယ်။ကြာကြီးရက်လို့ရတဲ့နောက်ဆုံးဆင့်ကတော့ဒေချာခယူးဆိုင်ရပါတယ်။ကြာကြီးကပိုးသားလိုမျိုးပဲနူးညံ့တာဖြစ်ပြီးတော့ပိတ်ချောလိုမျိုးပဲလေဝင်လေထွက်ကောင်းတဲ့နေရာမှာရက်လို့ပါတယ်။ကြာကြီးတွေကယခုနောက်ပိုင်းမှာတော့ရှားပါးမှတ်တရပစ္စည်းတွေကိုရှာဖွေနေကြတဲ့သဘောကျတဲ့ခီးသွွားများအကြမှာအရန်ကိုရေပန်းစားပါတယ်။ဇိမ်ကန်အထည်တွေကိုထုတ်လုပ်နေကြတဲ့နေမယ်ကြီးကုမ္ပဏီကြီးတွေကတော့မှကြာထည်တွေကိုသဘောကျလာကြပါတယ်။သူတို့တွေကလည်းကြာထည်ရက်လုပ်တဲ့လုပ်ငန်းကိုစိတ်ဝင်စားကြပြီးတော့လုတ်ကင်ကျင်ကြပြီးမြဲကြာထည်တွေကနေကြာကြီးထုတ်လုပ်ရာကနေစလို့အထည်ဖြစ်မြောက်သည့်အထိလုတ်ကင်နေတဲ့ကျွမ်းကျင်လုပ်သားတွေကအနေငယ်လောက်ပဲရှိတာကြောင့်အတိုင်းအတာတစ်ခုတည်းတော့အကန့်အသတ်ရှိနေကြတာရှေ့ဆက်တိုးဖို့အတွက်အခက်အခဲတွေနဲ့ရင်ဆိုင်ရပါတယ်။ဒီအမျိုးသမီးကတော့အခုဆိုရင်ကြာတဲ့ရက်လုတ်တဲ့လုပ်ငန်းကိုလုပ်ကင်လာတာစေစုနှစ်တစ်ခုနီးပါးရှိလာခဲ့ပါပြီ။သူမကဒီနေ့မှာတော့တနိုင်တစ်ပိုင်းလောက်သာလုပ်ကင်နိုင်သေးပေမဲ့တနေ့မှာတော့ကြီးမားတဲ့စက်မှုလုပ်ငန်းကြီးတစ်ခုဖြစ်နေလုပ်ကင်နိုင်ဖို့မျှော်လင့်နေပါတယ်။သူမကဒီအလုပ်ကိုသူမရဲ့အမရီစီကနေပြန်လည်တင်ကြားထားတာဖြစ်ပါတယ်။ဒီလုပ်ငန်းကဒီတွင်ဖန်တီးနိုင်စွမ်းနဲ့စိတ်ရှည်တီးခံနိုင်မှုအာရုံစူးစိုက်မှုတွေလည်းအများကြီးလိုအပ်တာဖြစ်လို့မျက်မှောက်ခေလူငယ်တွေလုံနိုင်ပါမလား။သူမကစိုးရိမ်နေပါတယ်။စိန်ခေါ်မှုတွေအများကြီးရှိနေပေမဲ့သူမကတော့ကြားထည်တွေရက်လောက်ရမှာပိုကောင်းပြီးတော့ပုံမြန်ဆန်းမဲ့နီးလန်းတွေကိုရှာဖွေနေစေဖြစ်ပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။